ကျွန်တော်မကြခင်ကလှုပ်ထားတဲ့တင်ထားတဲ့ဗီဒီယိုတွေတော်တော်များများမှာအများစုကဗီဒီယိုတွေကိုကြည့်တဲ့ mix တွေကဘာတွေမေးလာလဲဆိုတော့အများဖြစ် comment မှာပဲဖြစ် Messenger တွေမှာဖြစ် Telegram မှာကျွန်တော်မေးလာတာအများစုကတော့ AI တွေကိုလေ့လာချင်ပါတယ်ဘယ်လိုလေ့လာမှမသိဘူးဘယ်ကစမလဲဆိုတဲ့ပြဿနာကမေးလာပြန်ပါတယ်အခု AI ခေတ်မှာက coding တွေမလိုတော့ဘူးဒါကြောင့်မလို့ AI ကိုလေ့လာမယ်ဆိုဘယ်လိုလေ့လာမလဲ AI ကို AI နဲ့ပဲလေ့လာမလားဥပမာ coding လုပ်ချင်တဲ့ software developer လုပ်ချင်တဲ့ software engineer လုပ်ချင်တဲ့ AI engineer လုပ်ချင်တဲ့ဆိုပါစို့အဲ့ဒါကိုဘယ်ကနေဘယ်လိုစလေ့လာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အများစု social media တွေမှာ mainstream media တွေမှာအများအပြည့်ကျွန်တော်ခေါင်းစီ headline news တွေကတော့ဒီခေတ်မှာ coding သင်စရာမလိုတော့ဘူး coding ရေးစရာမလိုတော့ဘူး company ကြီးတွေအစ AI coding agent တွေက 70% 80% code တွေကို AI ကရေးနေပြီး coding ကအရေးမကြီးတော့ဘူးဆိုပြီးတော့ပြောလာတဲ့ခေတ်မှာကျွန်တော်တို့ software engineer ဖြစ်ဖို့နဲ့ AI engineer ဖြစ်ဖို့ဘယ်လိုလေ့လာမလဲဆိုတာကိုမေးလာတာကတဘာဝကျပါတယ်ကျွန်တော် coding မသင်ရတာမဟုတ်ပါဘူးဆိုတော့ AI ကိုခိုင်းဖို့ AI က code တွေ 70% 80% even 90% ရေးရင်တောင်မှသူရေးတဲ့ code တွေကမှန်သလားမှားသလားဆိုတာကိုသိဖို့အတွက်ကိုမိမိကိုယ်တိုင်က coding ကိုနားလည်မှာဖြစ်မှာပါဒါရှင်းရှင်းလေးပဲလीကျွန်တော်အများကြီးပြောနေတယ် AI မှာ hallucination တွေကအများကြီးဖြစ်တတ်တယ် AI က artificial intelligence ဆိုပေမဲ့ artificial ဆိုကျွန်တော်အများစုဘာသာပြန်တာကartificial ဆိုတာအတု intelligence ဆိုတာဉာဏ်ရည်ဆိုတော့ကျွန်တော်ဗမာတို့ဘာသာပြန်လိုက်ရင်ဉာဏ်ရည်အတုဆိုပြီးတော့မှတော်တော်များများလူတွေက YouTube ပေါ်မှာပဲဖြစ်ဖြစ် social media ဗမာ social media တွေမှာပြောနေကြတယ်သေချာစဉ်းစားမယ်ဆိုအဲ့ဒါဉာဏ်ရည်လည်းမဟုတ်ဘူးအတုလည်းမဟုတ်ဘူး AI ဆိုတာက machine learning ကနေလာတာဒါ statistic prediction မှာမူတည်ပြီးတော့မှဒီ next token ကို predict လုပ်တဲ့ prediction engine ဖြစ်တယ်လို့ကျွန်တော်ခဏခဏပြောတယ်သူက trainer တဲ့ data မှာမူတည်ပြီးတော့မှနောက် token ကိုခန့်မှန်းတဲ့အခါမှာခန့်မှန်းတဲ့ဆိုကြတဲ့က prediction ဆိုကြတဲ့ကတော့မှန်ချင်မှန်မှားချင်မှာ 95% လောက်မှန်နေဆိုတော့တော်ရုံတောင်တာမန်ကိစ္စမှာတော်ရုံတောင်တာမန်ကိစ္စတော့လက်ခံလို့ရတယ်သုံးလို့ရတယ်ပေါ့ဥပမာခွဲစိတ်နဲ့တေးရှင်ရေးကိစ္စတွေလေမြန်မောင်းနေဆိုရင်တော့မှလူမပါပဲလေမြန်မောင်းလို့မရသေးပါဘူးအသက်အန္တရာယ်လူပေါင်းညာပေါင်းများစွာအသက်ကိုAI လက်ထဲထည့်ပေးလို့မရသေးပါဘူးအဲ့ဒါကြောင့်မလို့ဥပမာတစ်ခုပြောမယ်ဆိုရင်ကျွန်တော်က prompt ရိုက်လိုက်တယ်AI ကိုမေးလိုက်တော့ကျွန်တော်ကဘယ်လို prompt လဲဆိုတော့ကျွန်တော်ကကားဆေးခြင်းကားဆေးတဲ့ဆိုင်ကလမ်းထိပ်မှာပဲရှိတယ်မီတာ100လောက်ပဲဝေးအဲ့ဒါကိုကျွန်တော်ကားဆေးဖို့မြို့ထဲမှာဖြစ်တယ်ကျွန်တော်မြို့ထဲကအိမ်နဲ့နီးတယ်မီတာ100ပဲဝေးတယ်အဲ့ဒါကိုကျွန်တော်လမ်းလျှောက်သွားရမလားကားမောင်းသွားရမလားဆို AI ကမီတာ100ပဲဝေးတဲ့အတွက်ကြောင့်မလို့မြို့ထဲမှာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့လမ်းလျှောက်သွားတာအကောင်းဆုံးပါပဲတဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့ကားမောင်းသွားမယ်ဆိုရင်ကားပါကင်ကလည်းရှာလို့မရဘူးတဲ့ကြာလဲကြာမယ်တဲ့ကားတွေကလည်းကြက်မယ်ဆိုတော့တဲ့လမ်းလျှောက်သွားပါဆိုတဲ့အဖြေကိုပေးလိုက်ပါအဲ့ဒါကကျွန်တော် common sense ကြီးကျွန်တော်ကလူပဲကျွန်တော်ကားဆေးဖို့ဆိုကားဆေးကိုကျွန်တော်တယောက်တည်းပဲလမ်းလျှောက်သွားလို့ရှိရင်ဘယ်လိုလုပ်ကားဆေးလို့ရမလဲဖြုံနည်း၎င်းမဲ့ကျွန်တော်တို့ခုတ်ရေးမယ်ဆိုလို့ရှိရင် software engineer ဖြစ်ချင်တယ်ဆိုရင်ခုတ်တင်မှုမလိုဘူးဆိုလို့ရှိရင်ကျွန်တော် Python လည်းသိစရာမလို coding သိစရာမလို computer science လည်းသိစရာမလို engineering principle လည်းသိစရာမလိုဆိုလို့ရှိရင်ဘယ်လိုဖြစ်လို့ software engineer ဖြစ်လာနိုင်မလဲ AI ကိုခိုင်းလို့ရတာမှန်တယ်လေ AI ကို 90% ရေးခိုင်းလိုက်တယ်ထွက်လာတဲ့ခုတ်ကခုနပြောသလိုကားသွားဆေးရင်ခင်ဗျာမီတာ100ပဲဝေးတဲ့အတွက်ကြောင့်မလို့လမ်းလျှောက်သွားရင်ရပြီဆိုတဲ့အဖြေမျိုး coding တွေထုတ်လာလို့ရှိရင်ခင်ဗျာ coding လည်းနားမလဲဘူးဆိုရင်တလွဲချော်တွေဖြစ်မှာပေါ့အဲ့ဒါကြောင့်မလို့ဘယ်အရာပဲဖြစ်ဖြစ်အခြေခံကနေသင်တာအကောင်းဆုံးပဲဒီ fundamental concept တွေ engineering concept တွေကသိဖို့ကပြင်းစရာကောင်းတဲ့အခြေခံကနေသင်ရပေမဲ့အခြေခံမရှိတဲ့ခါကျရင်ဘယ်တော့မှအပေါ်တက်နိုင်မှာမဟုတ်ပါဘူးဆိုတော့ AI ရဲ့ကြုံမဲ့ဖြစ်သွားလိမ့်မယ် AI ကကိုယ့်တဲ့အများကြီးတက်နေတဲ့အတွက်ကြောင့်မလို့ကိုကတက်ပြီးနားလည်ပြီးတော့မှ AI ကိုခိုင်းရမယ့်သဘောဖြစ်အဲ့ဒါကိုနားလည်မှုမလွဲအောင်ဒီဗီဒီယိုလုပ်ပေးခြင်းဖြစ်တယ် share ပေးခြင်းဖြစ်တယ်အဲ့ဒါမျိုးကျွန်တော်ရဲ့အတွေ့အကြုံမှာမူတည်ပြီးတော့မှကျွန်တော် share ပေး AI နဲ့ပတ်သက်တဲ့သတင်းတွေ AI နဲ့ပတ်သက်တဲ့အတွေ့အကြုံ AI နဲ့ပတ်သက်တဲ့အသုံးဝင်မဲ့အချက်အလက်တွေကိုကျွန်တော်အမြဲတမ်းတင်ပြနေတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ Simon Tutor Channel like and share လုပ်ထားပေးပါ subscribe လုပ်ထားပေးပါ notification bell ကိုလည်းနှိပ်ထားပေးပါကောင်းပြီဒီနေ့ခေတ်မှာ software engineer တွေ AI engineer ဒါတွေဖြစ်ဖို့ဘယ်လိုလေ့လာရမလဲဆိုတော့အခြေခံလေ့လာပါ programming language တွေကိုလေ့လာပါဘာဖြစ်လို့လဲဆိုတော့ဒီ AI ကလည်း programming ကိုအခြေခံပြီးတော့ထွက်လာတာ programmer တွေ computer scientist တွေ statistician တွေ machine learning engineer တွေအခြေခံပြီးတော့သူ့ကိုဖန်တီးပေးလိုက်တာဒီ AI ဆိုတဲ့အရာကိုသူ့ကိုခိုင်းမယ် AI engineer ဖြစ်ချင်တယ်ဆိုရင်သူ့ကိုဖန်တီးတဲ့အရာကိုမှသူ့ရဲ့အခြေခံကိုမသိရင်ကိုကသူ့ကိုမခိုင်းပဲသူကကိုယ့်ကိုပဲခိုင်းသွားမှဖြစ်တယ်လူတွေကိုနိုင်ယူသွားမယ်အလားအလာရှိလာနိုင်တယ်ပေါ့
ဆိုတော့ဘယ်လိုလေ့လာရမလဲဆိုရင်ခုနပြောတဲ့အခြေခံလေ့လာပါ programming တွေ Python တွေ JavaScript တွေစလေ့လာပါပြီးတော့မှ C++ တို့ Java C# Rust ခုနောက်ပိုင်းဆို Rust ပဲဖြစ်ဖြစ် Go language Google ထုတ်လို့တဲ့ Go programming language statistics ကိုလည်းလေ့လာပါဆိုတော့ဒီဥစ္စာလေ့လာမယ်ဆိုအချိန်အများကြီးပေးရမယ် investment တွေအချိန်တွေရောပတ်စံနေတဲ့ကုန်မယ်တက္ကသိုလ်တွေတက်ရမယ်ဆိုရင်ဒီဥစ္စာကိုမိမိကိုယ်တိုင်ကဝါနာပါမပါကိုကျွန်တော်တို့စမ်းစစ်ရပါချို့လူတွေကအဲ့ဒါဖြစ်ချင်တယ်ဆိုတော့ဘာကြောင့်ဖြစ်ချင်တာလဲဘာကြောင့်ဖြစ်ချင်လဲဆိုတော့ပတ်စံအများကြီးရချင်လို့ဒီဥစ္စာလစာကောင်းတယ်ပြီးရင်ကိုကဒီနည်းပညာရဲ့ပတ်သက်ပြီးတော့အလုပ်တွေကောင်းတယ်ဆိုပြီးတော့သွားပြီးတော့မှဒါကြောင့်မလို့ကျွန်တော်အဲ့ဒါ software engineer ဖြစ်ချင်ပါတယ် AI engineer ဖြစ်ချင်ပါတယ် AI expert ဖြစ်ချင်ပါတယ်ဆိုရင်ကျွန်တော်နည်းနည်းလွဲနေပြီဒီလိုဖြစ်ဖို့ဆိုတာပတ်စံအများကြီးရဖို့ဆိုတာကဘယ်သူမှလွယ်လွယ်ကူကူနဲ့မပေးမှာမဟုတ်ကိုယ့်အကို company ပဲထောင်တော့သူများဝန်ထမ်းပဲသွားလုပ်ပတ်စံကိုအလကားနေထိုင်နေပေးမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ကိုကအသုံးချဖို့အတွက်ပဲအရေးကြီးတယ်ကိုလှုပ်လိုက်တဲ့ကိုကဘာပေးနိုင်မလဲဆိုတော့စဉ်းစားမှာကိုကဘာပေးနိုင်မလဲဆိုတော့ကိုကဘာကိုဝါနာပါတယ်လဲဘာကိုအယူမှုဖြစ်တယ်လဲပေါ့နော်ဒီ programming coding နဲ့ဒီ AI တွေကိုအသုံးချပြီးတော့မှ coding လုပ်ပြီးတော့ software တွေဖန်တီးကြမယ် automation တွေဖန်တီးကြမယ် apps တွေဖန်တီးကြမယ်ဆိုတဲ့အခါမှာအဲ့ဒါမျိုးတွေကိုအရန်ကိုယူသွပြီးတော့ passionate ဖြစ်ပြီးတော့မှအရန်ဝါနာပါတယ်အိတ်လည်းဒီစိတ်စားလည်းဒီစိတ်ဒါဝဲအရန်လှုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်အားပေးတယ်ဒါအောင်မြင်နိုင်လိမ့်မယ်ဒါမှမဟုတ်ဘဲနဲ့ဒီဥစ္စာကမောင်ဖြူကမောင်နီက programming engineer ဖြစ်လို့ဂျပန်သွားပြီးတော့မှပတ်စံတွေအများကြီးရပြီစင်ကာပူသွားပြီးပတ်စံအများကြီးရပြီအမေရိကသွားပြီးတော့မှ software engineer ဖြစ်တော့ပတ်စံအများကြီးရတယ်ဆိုတော့အားကျပြီးတော့မှလုပ်ချင်တယ်ဆိုရင်ကိုယ့်အကိုပြန်မေးပါကိုကလုံးဝကိုအမြဲတမ်းလေ့လာနိုင်တဲ့လူဖြစ်ချင်သလားလေ့လာနိုင်သလားအခုကျွန်တော်အသက်ကြီးတဲ့အထိလည်းဒီကနေ့နေ့လေ့လာနေရတယ်ကျွန်တော် software engineer အနည်း20ကျော်လာပြီဒီနေ့အထိကျွန်တော်လေ့လာနေရတော့မယ်စာဖတ်နေရတော့ဗီဒီယိုတွေကြည့်နေရတော့မယ်ဒါကြောင့်မလို့ continuous learning lifelong learning ကိုအမြဲတမ်းလုပ်နေရမယ်ဒါရဲ့အမြဲတမ်းကို up to date မလုပ်ရင်ကိုကြံခဲ့မယ် feel ဖြစ်တယ်ပေါ့အမြဲတမ်းလေ့လာနိုင်တဲ့လူဆိုရင်ဒီ line ကကောင်းပါတယ် software engineer AI engineer machine learning engineer ဘာပဲဖြစ်ဒါမှမဟုတ်မိမိကသူများပတ်စံရလို့အားကြတယ်ဆိုရင်တော့ကျွန်တော်အားမပေးပါဘူးမိမိကိုယ်တိုင်ဒါဝါနာပါမပါအယူမှုဖြစ်မဖြစ်ကောင်းပြီဒါဆိုရင်ကျွန်တော်ကိုယ်တိုင်ဝါနာပါသလားမပါဘူးလားဆိုတော့ဘယ်လိုသိနိုင်မလဲပေါ့နော်ကိုလည်းမလုပ်ဘူးလေဒါဘယ်လိုဝါနာပါမလဲအယူမှုဖြစ်သလားမဖြစ်လားဆိုတော့မသိနိုင်တဲ့အကြောင်းကျွန်တော်ဘယ်လိုအကြံပေးမလဲဆိုတော့နံပါတ်1ဒီ Simon Tutor YouTube channel မှာကျွန်တော် HTML CSS JavaScript အောက်မှာ link ချပေးထားတယ် playlist တွေရှိသင်ခန်းစာတွေကိုအခြေခံလုံးဝဘာမှနားမလည်တဲ့လူတွေကစပြီးတော့မှလေ့လာနိုင်ဗမာလိုသေချာရှင်းပြထားတယ်အဲ့ဒါကိုသိခံပြီးတော့မှကြည့်လိုက် Python သင်ခန်းစာတွေလည်းကြည့်လိုက်လုပ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်အရန်စိတ်ဝင်စားတယ်အဲ့ဒါဇက်တိုက်ဒီဗီဒီယိုတွေကတစ်ခုပြီးတစ်ခုကြည့်နေရတယ်ဆိုရင်တော့ဒါမစိုးဘူးဒါခင်ဗျားစိတ်ဝင်စားလာပြီဆိုတာပြတယ်ချို့ကဒါကြည့်လိုက်ရင်အိပ်ပျော်သွားတယ်အရန်ပြင်းလာတယ်ဆိုရင်တော့ဒီ line ကိုသွားဖို့ကျွန်တော် recommend မလုပ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီ line သွားမယ်ဆိုရင်ဒီအလွယ်လေးအခြေခံကာကြီးကကိုရစပြင်းနေပြီဆိုရင်ဒီတဲ့ခက်တာတွေလာလို့ရှိရင်သေချတယ်ခင်ဗျားတို့ကလေ့လာခြင်းမှာမဟုတ် TikTok ပဲတော့အကတွေပဲတော့ကြည့်မှာပေါ့ဆိုတော့တချင်းတော့နားထောင်တော့ဒါဘာဖြစ်လို့ပြင်းဖို့ကောင်းတဲ့ဟာတွေကိုတင်ချင်းခံပြီးကြည့်တော့မှာဒါကြောင့်မလို့ဒီအခြေခံတွေကိုကြည့်ကိုကဝါနာပါပြီဆိုရင်ဒီတက်နည်းသင်ခန်းစာတွေကိုလုံးပြီးတော့မှကျွန်တော်တို့အခြား free resources တွေအများကြီးရှိတယ်ဥပမာ Harvard University က CS50 Introduction to Computer Science CS50 ဒီအတန်းတွေတွက်တက်လို့ရတယ်ဒီအတန်းတွေကအလကား online မှာ Harvard ကတကယ် professor တွေသင်ပေးတာအရန်စိတ်ဝင်စားဖို့လည်းကောင်းတယ်အရန် exciting ဖြစ်ဖို့လည်းကောင်းဒါပေမဲ့တခုရှိတာသူအင်္ဂလိပ်လိုပြောတယ်ဆိုတော့ဒီအင်္ဂလိပ်လိုနားလည်ဖို့အတွက်ကိုကျွန်တော်က to start learning AI and IT using technical English ဘာဖြစ်လို့လဲဆိုတော့ကိုကအင်္ဂလိပ်စာနားလည်မှာအင်္ဂလိပ်စာ technical English စာကိုရေးနိုင်ဖတ်နိုင်နားထောင်နိုင်ကိုယ်တိုင်ပြောဆိုနိုင်မှဒီနယ်ပယ်မှာကအရှိကိုအများကြီးရောက်မှာမဟုတ်လို့ရှိရင်တောင်ဒီဗမာ YouTube တွေကြည့်နေုံနဲ့ဆိုရင်ကျွန်တော်တို့ level တစ်ခုမှပဲရပ်သွားလိမ့်မယ်ပြီးတော့လည်းလုံးဝ official ဖြစ်မှာမဟုတ်ဘူးเนาะကဘာနဲ့ရှင်တိုးခြင်းနဲ့ကိုယ်ထိတ်တန်းရောက်ခြင်းနဲ့ဆိုရင် international ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒါမှပဲခုနပြောတဲ့ခင်ဗျားတို့လိုချင်တဲ့ပတ်စံအများကြီးရတဲ့ကိစ္စတွေကဖြစ်လာမှာအဓိကပြောချင်တာခင်ဗျားတို့ဒီ technical English ကိုသိပြီဆိုရင်ခင်ဗျားဘာမှမဆိုလေ့လာလို့ရတယ် AI ပဲဖြစ်ဖြစ် software engineering ပဲဖြစ်ဖြစ် apps ပဲရေးမလားဘာလုပ်မလဲအကုန်လုံးကိုခင်ဗျားအလွယ်တကူ$0နီးပါးအခချင်းငွေလုံးဝမရှိသလောက်နီးပါးနဲ့အချိန်ပေးနိုင်ရပြီဒီခေတ်မှာအချိန်ကတန်ဖိုးရှိဆုံးပဲအဲ့ဒီအတွက်ကြောင့်ကိုကျွန်တော်က start learning AI and IT using technical English ဆိုတဲ့ course ကိုကျွန်တော် online ပေါ်မှာကျွန်တော်သင်တန်းစနေပါပြီဒီ website ကိုတွားပြီးတော့ sign up now link ကိုနှိပ်ပြီးတော့မှ
register လုပ်ပါ register လုပ်ပြီးတာနဲ့ကျွန်တော် email ရပါလိမ့်မယ်မိမိရဲ့ email အပန်ကိုထည့်ပါ register လုပ်ပြီးတာနဲ့ email ရပါမယ်သင်တန်းကြီးဘယ်လိုတွင်ရမလဲဘာတွေသင်ကြားမလဲဆိုတာတွေကိုအတိအကျ detail email ပြန်ပို့ပေးပါမယ်အဲ့ဒါကိုကြည့်ပြီးတော့မှ instruction အတိုင်းသင်တန်းကြီးပေးပြီးတာနဲ့ဘယ်နေရာမှာဆိုအချိန်မရွေးတစ်နှစ်တီးလေ့လာလို့ရမှာပဲဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်အချိန်မှာဖြစ်ဖြစ်ကိုယ့်ဟာကိုယ်အဆင်ပြေတဲ့အချိန်လေ့လာလို့ရမှာဖြစ်ပါတယ် Thank you for watching and see you in the next video